အားလုံးပဲမင်္ဂလာပါရှင်ဒီဘလော့လေးကတော့ကျွန်မပြုံးလွင်သွားခဲ့တော့ဘလော့လေးပါကျွန်မတို့ရန်ကုန်ကနေမနက်9 နာရီလောက်တည်းထွက်လာတာပါမနက်9 နာရီထွက်နိုင်မှုအတွက်မနက်4 နာရီလောက်တည်းပြင်ဆင်လာတာဆိုတော့ကျွန်မတို့အရေးမဝသေးပါဘူးရှင်ဒါပေမဲ့လည်းကားပေါ်မှာတော့မအိပ်ဖြစ်ခဲ့ပါဘူးရှင်ကျွန်မအမြန်လန်းခရီးသွားတာအရန်ကိုကြိုက်ပါတယ်ကျွန်မခရီးတွေအများကြီးသွားဖြစ်နေတာအပျော်သွားတာတော့မဟုတ်ပါဘူးအမေအလုပ်သွားတာကိုကျွန်မရှောက်လိုက်နေတာမျိုးပါအခုလိုမျိုးငငယ်လေးတွေကအမေလှုပ်သွားတာကိုရှောက်လိုက်ရင်းနဲ့ပဲဒီအမြန်လန်းယူအခောက်ခါဖြန့်ရင်းနဲ့ကျမရဲ့ခီးသွားဘလော့ကဖြစ်ရှင်တဲ့အိမ်မလေးတွေကနည်းနည်းချင်းစီစတင်လာခဲ့တာပါအမြန်လန်းပေါ်ရောက်နေတဲ့အချိန်မှာလေကိုဖြစ်ရှင်တာတွေကိုတွေ့ရတာအဲ့ဒီကိုဖြစ်ရှင်တာကြီးဖြစ်လာမယ့်နေ့ရက်ဒီစီကိုကိုယ်တိုင်ရအောင်ပြေးသွားနေတယ်လို့ခံစားရပါတယ်နေ့လယ်12 နာရီလောက်မှာတော့ကျမတို့115မိုင်ရောက်ပါတယ်ကျမတို့ဘိုက်လေးတိတ်မစားဘူးထမင်းညိုင်နဲ့ပါလာရဲဆိုတော့115မိုင်မှာစီဝင်ထက်အေးတွေပါတောက်ပြီးရောဆက်ထွက်လာခဲ့ကြပါတယ်အမြန်လန်းပေါ်မှာတော့လေစိန်မန်းနီနီတွေကဟိုတပင်ဒီတပင်တော်တော်များများရှိပါတယ်အမြန်လန်းကနွေရာသီရောက်တိုင်းစိန်မန်းနီတွေနဲ့ငူးဝါးရောင်မလို့ပို့ပြီးတော့အသက်ဝင်နေတတ်ပါတယ်မြို့တွေအများကြီးကိုဖျက်သွားတဲ့လမ်းမို့လို့အခုလိုမျိုးကြွက်ကြားမိုးတွေလည်းရွာတတ်ပါသေးရဲ့ရှင်ကျမတို့ခရီးဆက်လာရင်လည်းဘိုက်စာလို့ထမင်းစားမယ်ဆိုပြီးတော့အရေးကောင်းတဲ့တမပင်အောင်မှာကားနာလိုက်ပါတယ်ခရီးသွားရင်အပြင်စားရေးစားရတာဂရင်းမတွေ့ရမလို့ကျမတို့ကတော့ထမင်းညိုင်ပါလာပါတယ်ရှင်တမရွက်နုနုလေးခုပြီးတို့လာငါပြိုင်ချင်တယ်လေးနဲ့ပြည်တီလေးကကျမတို့သားမီး2ယောက်စလုံးကလေထမင်းဟင်းကောင်းကောင်းချက်တတ်ကြဆို2ယောက်စလုံးကအစားအသောက်တော်တော်ကြီးများရဲ့ထဲမှာပါတယ်တခါတလေဆိုအမေချက်တာလဲသမီးကမကြိုက်သမီးချက်တာလဲအမေကမကြိုက်အဲ့လောက်ထီကိုကြီးများကြတာတမပင်အောင်မှာနိုင်ဝက်လောက်ထမင်းစားနာပြီးတော့ကျမတို့ခီးဆက်လာခဲ့ကြပါတယ်အခုကတော့အမြန်လမ်းမော်ကနေကျမတို့တောင်တက်ခန်နီနာလေးကိုတော့ရောက်နေပါပြီပေါ့ပေါ့ရှိချက်တွေးမိရငူဝပဲဘုံဆိုင်လို့ရင်တော်တော်လှမှာနော်တရက်သီးမဲ့ပေါ်ချင်းဆိုတော့တရက်သီးမဲ့အများကြီးတွေးလို့ကျမတို့လည်းတရက်သီးမဲ့စားကျင်တာနဲ့စိတ်ဝင်ပါတယ်လောက်ရောက်လဲမတတိဟွာဗာလဲတစ်ထောင်မို့3လုံးဟာတစ်ထောင်မို့3လုံးဟာဆိုင်ရှင်အန်ဒီကအယောင်သဘောကောင်းပါတယ်ကျမစိတ်တလုံးတရက်သီးကိုတစ်ထောင်မို့3လုံးနဲ့စစ်တာတော့ရိုင်းမထုတ်ပါဘူးတရက်သီးဝယ်ပြီးတော့ကျမတို့ခရီးဆက်လာခဲ့ကြပါတယ်ဒါကတော့မိမျိုးကိုစားတက်မဲ့လမ်းတစ်လျှောက်ပါဒါလုံးဝဆက်စာခြင်းနေရပါ6တက်ကွေတွေပါရတော့ကျမမရိုက်ခဲ့ရလို့ပါဒီဟာဒီမှာထူးခြားချက်ကလေးလမ်းဘေးတစ်လျှောက်မှာတောရိုင်းပန်းအဖြူရောင်လေးပေါက်နေရပါတော်တော်များပါရဲ့ကျမနောက်တစ်ခါကျရင်တကူတကောက်ဆင်းရိုက်ခဲ့ပါမယ်ရှင်ညနေဆောင်မှာတော့ကျမတို့ပြုံးလွင်မြူးရှောင်းလန်းကိုရောက်နေပါပြီကျမတို့ဝင်တဲ့ဘက်ကပြုံးလွင်မြူးရှောင်းလန်းတော့မရောက်ပါဘူးကျမတို့ကအမှတမင်သက်သွားပြီးတပ်ပုံသွားရိုက်တာပါပြုံးလွင်မြူးရှောင်းလန်းတပ်ပုံရိုက်လို့အရန်လာပါတယ်ညအိပ်ပြီးတော့နောက်တနေ့မနေ့ကျတော့ကျမတို့ကန်တော်ကြီးကိုသွားပါတယ်ကန်တော်ကြီးကိုရောက်ချင်းအပင်ဆိုင်ကိုရင်သွားကြည့်ပါတယ်6လပန်းမိန်လေးကိုကြည့်ပေါင်းရှင်းလှလိုက်တာကျမတို့ဘက်မှာရှင်းမရှင်းတော့မသိဘူးပဲကျမတို့ကဇွတ်တွေဝယ်လာပါတယ်ကျမတို့လူချင်းတဲ့အပင်လေးရွေးထားခဲ့ပြီးတော့မနှက်ဖြစ်မှာပဲသွားယူမှာပါဒီဘက်မှာတော့ပန်းနေရသူကြိုက်တဲ့ရာသီဥတုဆိုတော့ပွင့်ရင်တိုင်းပွင့်နေပါတယ်ရှင်ဒီနေ့လာတဲ့အဓိကရွယ်ချက်ကတော့ရေကန်ထဲမှာရှိတဲ့ငန်းလေးနဲ့တက်ဖို့ရိုက်ချင်လို့ပါရေကန်ထဲမှာငန်းအဖြူတွေရောအမဲတွေရောရှိပါတယ်အိုင်ငန်းလေးနဲ့တက်ဖို့ရိုက်ဖို့အတွက်လိုက်ဖက်တဲ့ဝတ်စုံတွေပါတစ်ခါဝတ်ထားလိုက်ပါတယ်ဒီအညီလည်းကျမမေချုပ်ထားပါရှင်ခုကတော့ကျမတက်ဖို့ရိုက်ဖို့အတွက်လုံးမနေပါပြီစီနီမတစ်စစံတက်ဖို့လေးလိုချင်နေဆိုလို့ရှိရင်ကန်တော်ကြီးရောက်ရင်ခုလိုမျိုးလေးရိုက်ကြည့်ကြပါနော်ဒီလိုနွေရာသီပတ်ဝန်းကျင်ဆိုလို့ရှိရင်တော်ရိုင်းပန်းလေးတွေလည်းအများကြီးရှိပါတယ်ကျမတို့ဘက်မှာပန်းနေရာသီဥတုကိုမကြိုက်လို့မပွင့်တာဆိုတော့ဒီပန်းတွေကိုကြည့်ရတဲ့တော်တော်လေးပျော်ဖို့ကောင်းနေပါပြီကန်တော်ကြီးရဲ့နေရာတွေကလေပုံမြင်ထဲကိုရောက်သွားတဲ့အတိုင်းပဲရှင်ဒီနေရာတွေကလေကန်တော်ကြီးထဲမှာထွေထွေထူးထူးတော့မရှာရပါဘူးနည်းနည်းတော့အဲ့ရေကန်ဘေးကိုပတ်လိုက်ရင်ဒီနေရာကြီးအကုန်ရှိပါတယ်ငန်းလေးတွေကကြတော့အစားဝယ်ကျွေးလို့ရပါတယ်သူတို့ကအစားကျွေးမှလာတာပါပန်းရမ်းကြိုက်ပေမဲ့ပန်းပွင့်တာရှားရဲ့စီကလာတာဆိုတော့တွေးသမျှပန်းတွေအကုန်လုံးကျမကောင်မို့ကောက်တင်ထားလိုက်ပါတယ်ရှင်ဓာတ်ပုံဗီဒီယိုရိုက်ဖို့အတွက်အရင်ဆုံးဘယ်ငန်းတွေကိုများခေါ်ရပါတယ်ဒါကတော့ကျမရခဲ့တဲ့ result လေးပါ
နောက်တစ်နေ့ကျတော့ကျမတို့မိမျိုးကနေမစင်ငယ်မနေ့ကဝယ်ထားတဲ့အပင်တွေတွားသေးလိုက်ပါတယ်ဒီ vlog လေးကတော့ဒီလောက်ပါပဲရှင်ဗီဒီယိုလေးကိုစုံကြည့်ပေးကြရတဲ့အတွက်ကျေးဇူးများတင်ပါတယ်ရှင်ခီးတော့ vlog လေးကြည့်ရကြိုက်တယ်ဆိုလို့ရှိရင်လည်းကျမရဲ့ channel လေးကို subscribe လုပ်ထားပေးပါအောင်နော်နောက်ထပ် vlog တွေမှာပြန်တွေ့ကြပါမယ်ရှင်